Shun Shun's lunchbox. ဘဲနဲ့အမဲကြော်ရဲ့တီးစုံချင်းလေးထည့်ပြီးမှာပေါ့နော်ဒီနေ့ lunch box ကတော့လေချစ်မောင်ချင်းပေါ့နော်ချစ်မောင်ရဲ့ကိုရခါလေးရဲ့မုံလာဦးရဲ့ပါပါတယ်ဒါကတော့အမဲသားဆေးပြီးတော့နှက်ထားမှာပေါ့နော်နိုင်ဝက်နှက်ထားပြီးရင်2 နာရီလောက်ရအောင်လို့ပြုတ်ပါမယ်ပေါ့နော်ready made ကအမဲသားဆိုတော့ကိုလီးပြီးတော့မညင်အောင်တော့အရသာသွင်းရမယ်ပေါ့နော်မဲသားချိန်တော့ဂျင်းရမပါမဖြစ်ပေါ့နော်ဂျင်းတုံးလေးတွေကိုခွန်ခွာပြီးတော့ညံ့နေအောင်လို့ထောင်းပါမယ်ရှင်အိမ်မှာလုံးနေကြမညင်အောင်ရသာသွင်းနည်းလေးလို့ပြမယ်ပေါ့နော်ပထမဆုံးစားထည့်မယ်ပြီးရင်စနွင်းထည့်မယ်ဒါတော့ပဲငံပြရဲ့အပြစ်ခေါ်ကြညို့ပါပြီးတော့တမယာသီးလေးကို2 စိတ်လောက်ညှစ်ပြီးထည့်လိုက်မယ်နောက်ဆုံးတော့ဂျင်းရည်လေးညှစ်မယ်ပေါ့နော်ပြီးရင်အားလုံးသမသွားအောင်လို့ဇီးနဲ့တခြားလေးနယ်ပြီးရင်နိုင်ဝက်အနည်းဆုံးနှက်ထားပါမယ်တနိုင်လောက်နဲ့နိုင်တော့ပိုကောင်းတယ်ပေါ့နော်အခုကအချိန်မရှိလို့နိုင်ဝက်ပဲနှက်ပါမယ်ရှင်မဲသားနှက်ထားတဲ့အချိန်မှာအသီးနှံတွေကိုလုပ်မယ်ပေါ့နော်ချင်မောင်တင်မယ်ပြီးတော့ခါကျမုံလာဦးဖြူအခွန်ခွာမယ်ဝရခါးသီးကိုလည်းအခွန်ခွာမယ်ပေါ့နော်အခွန်ခွာပြီးသွားရင်အကုန်လုံးကိုရေခဏစိမ်ထားမယ်ပေါ့နော်အသီးနှံတွေကဥသက်စေးပါနိုင်တဲ့ကြောင့်မို့ရေစေးရုံနဲ့မလုံလောက်ဘူးပေါ့နော်ရေကိုအနည်းဆုံးနိုင်ဝက်လောက်ထိစိမ်ထားနိုင်ရပါမယ်အခုကတော့ရေစိမ်ထားပါမယ်အမဲသားကိုနှက်ထားတာနိုင်ဝက်ပြည့်ပြီဆိုရင်စပြီးတော့ပြုတ်လို့ရပါပြီဝေတတ်တဲ့အတွက်ကြောင့်မို့အချို့သတိထားရမယ်ပေါ့နော်ဒါကတော့နိုင်ဝက်ပြည့်အောင်စိမ်ပြီးသွားရင်တော့အကုန်လုံးကိုလှီးလိုက်ပါမယ်လှီးပြီးတော့ချင်းဟင်းချက်ဖို့အတွက်ပြင်ဆင်မယ်ပေါ့နော်ဟင်းစပြီးတော့ချက်ပါမယ်စီးထဲပါမယ်ကျွတ်သွန်နီထဲပါမယ်ဇွန်ကြောင်းနဲ့ကျွတ်သွန်လူထောင်းထားတာကိုထည့်မယ်ငပိထည့်မယ်မွေမယ်ပြီးရင်စနွင်းမုံထည့်ပါမယ်ထည့်ပြီးတော့ထပ်မွေမယ်မွေပြီးသွားရင်ရေထည့်ပါမယ်ရှင်အမားဆုံးအသီးကနေစထည့်မယ်ပေါ့နော်မုံလာဦးဖြူကတော်တော်မာတယ်မုံလာဦးဖြူအရင်နူးအောင်လို့ထည့်လိုက်မယ်ပေါ့နော်9 မိနစ်လောက်ကြာတဲ့အချိန်မှာကောရခါသီးထည့်မယ်ပေါ့နော်ကောရခါသီးထည့်ပြီးတော့9 မိနစ်လောက်ကြာတဲ့အချိန်မှာချင်မောင်ရွက်ထည့်ပါမယ်ရှင်ပြီးရင်တော့15 မိနစ်လောက်တည်ထားပါမယ်တည်ထားပြီးရင်အပေါ်ငံအရသာထည့်မယ်ပေါ့နော်စားရယ်ဟင်းကျုပ်မုံနည်းနည်းရယ်ငန်းပြားရယ်ထည့်ပါမယ်ရှင်ပြီးရင်တော့ကြာအောင်လို့15 မိနစ်လောက်တည်ထားရပါမယ်ရှင်ရေလိုရင်တော့ရေလိုက်ပေါ့နော်ချင်းဟင်းမှာအဓိကတော့ချင်းဟင်းအနံ့လေးမွေးစေပြည့်တော့တဲ့ရွက်ကိုလည်းထည့်ပေးရမယ်ပေါ့နော်အခုတော့ပဲနှက်တော့မယ်ပဲအခွန်တင်ပြီးသားမဟုတ်ဘူးနော်ဆိုရောင်စုံပဲပါကွာကိုပဲအခွန်တင်ရမယ်ပေါ့နော်အခွန်မတင်ခင်မှာလူးသွားအောင်လို့ရေရယ်စားရယ်နဲ့1 နာရီလောက်ကြိုပြီးတော့စိမ်ထားရပါမယ်ပြီးတော့မှအခွန်ခွာလွယ်တာပါကွန်တင်ပြီးရေးဆေးပြီးသွားရင်တော့ပိတ်နဲ့ချက်ပါမယ်ရှင်ကျွတ်သွန်နီကိုစီတက်မယ်စနွင်းမုံလေးထည့်မယ်ပြီးရင်ပဲလေးထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့ရေနည်းနည်းထည့်မယ်ပေါ့နော်တစ်ခွက်စာတော့ထည့်ပြီးသွားရင်10 မိနစ်လောက်စပြီးတော့နှက်ထားကြည့်မယ်ပေါ့နော်ပြီးမှရေလိုရင်ရေလိုက်ပါမယ်အဲ့နဲ့ကိုအရသာသွင်းတာကတော့စားရယ်ပဲရယ်ထည့်တာပါ
မဲသားပြုတ်ထားနူးသွားရင်တော့တက်သွန်ဖြူလေးနဲ့ပေါ့နော်မဲသားလေးကိုကျွတ်လေးပြအောင်ကြော်လိုက်မယ်ပေါ့နော်ပြင်းတော့တဲ့ရွက်လေးလည်းပိုမွေးသွားအောင်ထည့်လိုက်မယ်အဲ့တော့ရွှွှွရဲ့သမင်းကြိုက်လေးမှာနှွားပြီးထည့်ပေးပါမယ်